အားလုံးပဲဘလို့လဲမော်လမြိုင်ကနလန်ကကန်တာရပန်းညအစ်ကိုရောက်ပြီလားရုပ်တရက်ကြည့်တော့ယူရီယာကိုရောက်သွားသလားတော့ထင်ရတယ်နော်တန်လီမီရဲ့ view တွေကတကယ်ကို share ပဲရှေးရှောင်းဆုံးပြည်သူတွေဘောက view တွေရောထပ်မြင်အောင်ပါနော်ကလေးကစားပွဲကမီမီမတ်ကောစားတော့ဆိုင်မျိုးအကုန်ကြည့်တော့နေတာမကြခင်ဖွင့်တော့လေကပါချိုကီ FC ဆိုရင်တော်တော်ကိုရှင်းမှာနော်ချဲချင်းနဲ့တကယ်ချင်းနဲ့အားလုံးမြင်မြင်လာကြတော့ဒီနေရာကတော့လူငယ်တွေအတွက်တကယ်အမိုက်စားနေရတဲ့ဖြစ်မှာပါနော်တစ်တော်ရဖို့နေရာအမိုက်စားလို့ရှင်တော့ဒါကဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာကမော်လမြိုင်ကနလမှာတစ်ဖွင့်လာတဲ့ကန်တာယာဟလာကန်တာတင်တယ်ဗောနော်ကန်တာယာဆိုတဲ့နေရာဗောနော်အတစ်ဖွင့်တယ်ဆိုရင်သူကတော့အလုံးစုံတော့သူမပြီးသေးပါဘူးကျွန်တော်ဘာတွေပြီးတယ်လဲဆိုတော့ကျွန်တော်လိုက်ရပြမလို့ဗောနော်ဒါနေရာအကျယ်ကြီးအထက်မှာဘာတွေဘလို့ပြီးတယ်လဲနောက်ဘာတွေရှိလဲဆိုတော့ကျွန်တော်လိုက်ရပြပါမယ်ကြည့်ပေးကြပါခင်ဗျပထမဦးဆုံးဝင်လာတဲ့ပြောရမယ်ဆိုရင်တော့သူကအခုကမပြီးသေးဘူးဆိုဗောနော်စိုက်ကယ်အဖို့နေရာတော့မရှိသေးပါဘူးစိုက်ကယ်လေးကိုတော့လုံညောအောင်တော့ကိုယ့်ကိုစီမံနဲ့ထားခဲ့ကြဗောနော်ကျွန်တော်တို့ဝင်လာနေပေါ့နော်ဝင်မှာတော့အခုလိုမျိုးကွင်းမြေခုရှိပါတယ်ဟိုဘက် channel လေးမှာဆိုရင်တော့ကျွန်တော်တို့ရေပန်းလေးအလှလုံးမထင်ပါဘူးဒါပေမဲ့ရေပန်းတော့မပြီးသေးပါဘူးเนาะကျွန်တော်ခက်လန်းလန်းမြင်နေရတဲ့ဟိုမအူကြီးလို့ဘာကြီးလို့ဟာကြီးကြတော့တော်တော်လေးမိုက်တဲ့အပြင်စင်လေးပေါ့နော်ဒီဘက်မှာလည်းဘာရုပ်ထုတွေတော့မသိဘူးစားလည်းမြေတော့ကျွန်တော်မသိဘူးပေါ့နော်မြင်ဝင်းရတော့တော်တော်လေးလှတယ်ကြေးရလေးတော်တော်ကြေပေါ့နော်ကျွန်တော်တို့ရမြပန်းညံနေဆိုရင်တော့3စားလောက်တော့မှန်ပေါ့နော်ဒါကတော့ရေပန်းလုံးမနေရလေးပေါ့နော်ဒါပါကျ City Express လေပြဟမ်ရေမြော်လာဖေးဘောဒီမှာတကားတူထဲမရမှာနောက်တူတကားထဲမရမယ်နောက်ဒီမှာပေါ့နော်ကျွန်တော်မြင်ရတဲ့အတိုင်းမီနီကလေးကစားဝင်းလေးတစ်ခုလည်းရှိပါတယ်ပြီးတော့ကျွန်တော်တို့ကဘာဂျိုကီ FC ချက်ချိုဆိုင်လေးမကြခင်ရောက်တော့ပါတော့လောလောဆယ်မဖွင့်ရသေးပါဘူးเนาะကျွန်တော်တို့အင်ဒိုကလီကရာဝင်ပြီးတော့ဒီလိုမျိုးအောက်ဒိုကလီကရာဝင်လေးတစ်ခုလည်းရှိပါတယ်အဲမှာဒုံးကြီးပါတယ်နေပေါ့เนาะ view ကတော်တော်လေးမိုက်တယ်ကျွန်တော်တို့ Canalan view AC တူရဲ့လမ်းလျှောက်မှာဆိုရင်လည်းအဲမှာတော်တော်ရှားပါတယ်နေရာကျယ်ဆိုလို့ပေါ့နော်ဒီမှာကလီကစားခွင့်လေးရှိဟိုဘက်မျောစင်တစ်ခုတော့ရှိမျောစင်ကတော့လောလောဆယ်ပေးမတတ်သေးဘူးပေါ့နော်အဲ့ဒီမျောစင်မတက်လို့ရတယ်ကျွန်တော်တော်တော်မိုက်မှာပေါ့နော်ကျွန်တော်တို့ Canalan view တော်တော်မြင်ရမယ့်အနေထားလေးဒါလေးကနောက်ဒီဘက်မှာလည်းစားတောက်ဆိုင်တန်းလေးလည်းရှိတယ်တွားလက်တွေပါလေဟိုဘက်ချမ်းမှာရှိပါတယ်ပေါ့နော်ဒီဘက်နေရာကျတော့ကျွန်တော်တို့ Canalan view ကိုတော်တော်လေးကိုမြင်ရမယ့်နေရာပေါ့နော်Canalan view မို့တန်လီမြစ် view ကြီးပေါ့နော်ကျွန်တော်တို့တဝကြီးကြည့်နိုင်မယ့်နေရာဒီမော်လမြိုင်ကလူတွေရောမော်လမြိုင်ကိုလေလာတဲ့လူတွေရောတော်တော်လေးကိုကြိုက်မယ့်နေရာပေါ့နော်ဓာတ်ပုံရိုင်းလည်းအရန်လှမှာနောက်ဟိုဘက်ကဆိုရင်လည်း blue general ကြီးမြင်ရတယ်နောက်ဒီမိုဒမဘတ်ချောင်းလည်းတော်တော်မြင်ရတယ်ပေါ့နော် view ကိုတော်တော်လေးကိုဟိုမော်လမြိုင်မှာဆိုတော့ဒါတော်တော်လေးခမ်းနားတဲ့နေရာတစ်ခုပဲပေါ့ကဲဒီနေ့ကတော့ကျွန်တော်မော်လမြိုင်မှာအတစ်ဖွင့်လိုက်တယ်ပေါ့နော်ဒီပန်းဖြေပန်းညံလေးကျွန်တော်ရက်ခုပြတ်တာကဲပေးတာပေါ့နော်နောက်ဒီမှာဘာတွေနေရအတစ်တွေဘာဆောက်တော့ဆိုင်အတစ်တွေရှိလဲဆိုတော့ကျွန်တော်လိုက်ပြီးရက်ပြပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ vlog video လေးလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်